ဒီဇလန်လေးကရှေးဟောင်းအမေဇုံပုံမြင်တစ်ပုံနဲ့စတင်ထားတာပါပုံမြင်ရဆိုရင်တောနက်ကြီးထဲမှာလမ်းမင်းရဲ့မျက်ရည်များလို့ခေါ်တဲ့မော်တစ်ပင်တစ်ပင်ရှိတယ်လို့ဆိုကြတယ်အဲ့ဒီအပင်ရဲ့အပွင့်ကပွင့်ဖက်တစ်ဖက်တင်ပဲရရင်တောင်ဘလို့တန်ရမျိုးကိုမစိုးပျောက်ကင်းစေနိုင်ပြီးဘလို့ကျင်းစာမျိုးကိုမစိုးပဲဖြတ်ပေးနိုင်စွမ်းရှိတယ်တဲ့ရာစုနှစ်ပေါင်းများစွာတလျှောက်လူပေါင်းမြောက်များစွာဟာဒီအပင်ကိုလိုက်ရှာခဲ့ကြပူပါတယ်အဲ့ဒီထဲမှာအကျော်ကြားဆုံးကတော့အဂီရွေးရဲ့ပြောရလို့ခေါ်တဲ့စပိန်စစ်တီတူပါသူကဘလို့ပေးဆက်မှုမျိုးနဲ့မစိုးဒီမော်ဆန်တဲ့တခိုးကိုရအောင်ယူမယ်လို့တနိဋ္ဌာန်ချထားသူဖြစ်ပါတယ်အဂီရေးနဲ့သူ့ရဲ့လူစုဟာအနေရများလာတဲ့အမေဇုံမိုးတစ်တော်ကြီးတဲကိုစွန်စားဝင်ရောက်ခဲ့ကြတယ်အချိန်တန်ကြာတော့သူတို့ကိုတောကန်နာရရဲ့အဆောင်ရှောက်အစစ်အမှန်တွေကတွေ့ရှိသွားပြီးအဂီရေးရဲ့အသက်ကိုကယ်တင်ပေးခဲ့ကြတယ်သူနေပြန်ကောင်းလာတဲ့အခါမှာတော့ဒီမော်တစ်ပင်စီသွားနိုင်မှုအတွက်တော့ချက်ဖြစ်တဲ့မြကောင်းရှေးဟောင်းပစ္စည်းကိုအဆောင်ရှောက်တွေစီကနေတောင်းဆိုခဲ့တယ်ဒါပေမဲ့အဆောင်ရှောက်တွေကပြက်ပြက်တသားညှင်းဆိုခဲ့ကြပါတယ်ဒါကိုမကျေနပ်တဲ့အတွက်အဂီရေးကသူတို့ကိုပြန်တိုက်ခိုက်ခဲ့ပေမဲ့အဲ့ဒီအမားဟာကြီးမားတဲ့ရင်းနှီးမှုကိုပေးလိုက်ရပါတော့တယ်သူနဲ့သူ့ရဲ့ရဲဘော်တွေဟာအမေဇုံမြစ်ဝမ်းတစ်ဝိုက်ကနေဘယ်တော့မှထွက်ခွာခွင့်မရတော့တဲ့ကျင်းစာတင်သွားခဲ့ကြပါတယ်အဲ့ဒီနောက်ဇလန်ကလက်ရှိမျက်မှောက်ခေတ်ကိုကူးပြောင်းသွားပြီးဘီဘဲလို့ခေါ်တဲ့အမျိုးသားတစ်ယောက်ကလူတစုကိုဒီပုံပြင်အကြောင်းရှင်းပြနေတာကိုတွေ့ရမှာပါသူကမြေပုံကိုထောက်ပြပြီးအပင်ရှိနိုင်မဲ့နေရာကိုပြသရင်းနဲ့အကယ်၍သူတို့သာမြားကောင်းကိုရရှိမယ်ဆိုရင်တော့လက်မင်းရဲ့မျက်ရည်များကိုရှာဖွေဖို့အတွက်ခရီးစဉ်တစ်ခုစတင်နိုင်လိမ့်မယ်လို့ရှင်းပြနေခဲ့ပါတယ်ဒါပေမဲ့တကယ်တမ်းတော့ဒီဟောပြောချက်တစ်ခုလုံးကိုသူ့ရဲ့အမမောင်နှမလီလီဝဲဝေကရေးပေးထားတာဖြစ်ပြီးသူမကအခန်းပေါ်ကနေပုံကွယ်ရင်းနဲ့မောင်ဖြစ်သူနဲ့အတူစကလုံးတိုင်းကိုလိုက်ရွနေခဲ့တာပါမကြခင်မှာပဲလီလီဟာမောင်ဖြစ်သူအနေနဲ့ဒီအဖွဲ့အစည်းစီကနေမြားကောင်းကိုရအောင်တောင်းယူနိုင်မှာမဟုတ်ဘူးဆိုတာရိပ်မိသွားတဲ့အတွက်ကိုယ်တိုင်ပဲအကွက်ရွှေ့ဖို့ဆုံးဖြတ်လိုက်ပါတယ်ဘီကပရိသတ်တွေကိုအာယုံလွှဲပေးထားတော့လီလီကအဖွဲ့အစည်းရဲ့စင်ကြံလန်းတွေတဲကိုတိတ်တဆိတ်ခိုးဝင်သွားခဲ့တဲ့ရှေးဟောင်းပစ္စည်းတွေထားရှိရာအခန်းစီလမ်းညွန်ပေးမဲ့မြေပုံကိုကင်ဆောင်ထားရင်းအဆောက်အုံတဲကိုတတိထားပြီးရှောက်လန်းလာခဲ့ပါတယ်လမ်းမှာမင်းသားဂျိုအာချင်းဂျော့ချမ်နဲ့မတော်တဆတိုးမိခဲ့ပေမဲ့သူကလီလီကိုအကူအညီပေးတဲ့ရုံးခန်းကိုရှာနေတာပဲလို့ထင်မှတ်သွားပြီးဘာမှမတင်ကားပဲဆက်သွားခွင့်ပြုလိုက်တယ်အဲ့ဒီနောက်သူမဟာရှေးဟောင်းပစ္စည်းကန်းထဲကိုဝင်ရောက်ပြီးအာယုံစိုက်မခံရအောင်အမျိုးသားဝတ်စုံကိုလဲလှယ်ဝစ်ဆင်လိုက်ပါတယ်အတန်ကြာရှာဖွေပြီးတဲ့နောက်မှာတော့မြားကောင်းရှိနေတဲ့တစ်တာကိုတွေ့ရှိသွားပြီးဖွင့်လိုက်တာနဲ့ချက်ချင်းပဲအဲ့ဒီပစ္စည်းကိုယူဆောင်လိုက်ပါတယ်ကွက်တီဆိုသလိုပဲအဲ့ဒီအချိန်မှာပဲအဖွဲ့ဝင်တယောက်ကမင်းသားဂျိုအာချင်းနဲ့အတူအခန်းထဲကိုဝင်လာခဲ့တယ်မင်းသားကလည်းဒီမြားကောင်းကိုလာရှာနေတာဖြစ်နေတာပါတစ်တာကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ပစ္စည်းမရှိတော့တာကိုသိသွားကြပြီးရုတ်တရက်လီလီထွက်ပြေးဖို့စူးစမ်းနေတာကိုလှမ်းမြင်သွားတဲ့အတွက်သူ့လူတွေကိုချက်ချင်းဖမ်းခိုင်းပါတော့တယ်ဒါပေမဲ့လီလီကလည်းလွယ်လွယ်နဲ့အရှုံးပေးမဲ့သူမဟုတ်ပါဘူးသူမရဲ့ဉာဏ်ပညာနဲ့ဖြက်လက်မှုကိုသုံးပြီးရန်သူတွေကိုတယောက်ပြီးတယောက်အသာစီးယူညှက်ဆင်နိုင်ခဲ့တယ်သို့တော့လဲနောက်ဆုံးမှာတော့ဂျိုအာချင်းနဲ့မျက်နှာချင်းဆိုင်တိုးပါတော့တယ်မင်းသားကသူမကိုတားဆီးလိုက်တဲ့အတွက်လီလီဟာစာကြည့်တိုက်ပြတင်းပေါက်ကနေအောက်ကိုပြုတ်ကျသွားခဲ့ရတယ်ကံကောင်းထောက်မှစွာနဲ့ပဲသူမဟာအပြင်ဘက်ကလှေကားကိုလှမ်းဆွဲထားနိုင်ခဲ့ပါတယ်ဒါကိုဂျိုအာချင်းကလှေကားကိုချီထားတဲ့ကြိုးကိုဖျက်ချလိုက်တဲ့အတွက်သူမဟာအဆောက်အုံနဲ့ပိုဝေးရာစီလွှဲထွက်သွားခဲ့တယ်ဂျိုအာချင်းကအကူအညီလိုချင်ရင်မြားကောင်းကိုပေးဖို့ချိန်ချောက်ခဲ့ပေမဲ့လီလီကဘာမှပြန်မပြောဘဲတစ်တာကိုပဲသူ့စီလှမ်းပစ်ပေးလိုက်ပြီးဘေးကွက်တီးရပေးထားတဲ့ဘတ်စကားဘောကိုခုံချကထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်ဂျိုအာချင်းကတစ်တာကိုချက်ချင်းဖွင့်ကြည့်လိုက်တဲ့အခါမှာတော့အထဲမှာမြားကောင်းမရှိနေတာကိုတွေ့သွားရတဲ့ဒါကိုမြင်တဲ့အဖွဲ့ဝင်တယောက်ကလာရောက်တောင်းပန်ပေမဲ့လီလီကဘသူပဲဝါဆိုတာကိုသိသွားတဲ့ဂျိုအာချင်းဟာဒေါသပေါက်ကွဲပြီးအဲ့ဒီနေရာမှာရှိနေတဲ့လူအလုံးကိုတက်ပစ်လိုက်ပါတော့တယ်အတန်ကြာပြီးတဲ့နောက်မှာတော့လီလီနဲ့ဘီတို့ဟာအမေဇုံကိုသွားဖို့ခရီးစဉ်အတွက်ပြင်ဆင်နေကြတာကိုတွေ့ရမှာပါသူတို့ရဲ့ရည်မှန်းချက်ကတော့လက်မင်းရဲ့မျက်ရည်များလို့ခေါ်တဲ့မော်တစ်ပင်ကိုရှာဖွေဖို့ဖြစ်ပြီးအဲ့ဒီအပင်ရဲ့ထူးခြားတဲ့စွမ်းအားတွေကကဘာပေါ်ကတေးလူမျောပါယောဂများစွာကိုဥဒပေးနိုင်လိမ့်မယ်လို့အခိုင်အမာယုံကြည်ထားကြပါတယ်လမ်းကြောင်းတစ်ခုလုံးကိုစီမံထားပြီးဖြစ်ပေမဲ့သူတို့အတွက်လိုအပ်နေတာကတော့အမေဇုံမြစ်ဝမ်းထဲအထိကျွမ်းကျင်မောင်းနှင်ပေးနိုင်မဲ့တင်မောကပတိန်တယောက်ပါပဲဇလန်ကအမေဇုံတောနက်ကြီးတဲကိုဆက်လက်ခေါ်ဆောင်သွားပြီးအင်္ဂလိပ်ကဘာလက်ခရီးတဲ့တစုဟာဟောင်းနှွမ်းပြီးအန်နီရများပုံရတဲ့တင်မောတစ်စင်းပေါ်မှာမြစ်တွင်းအပျော်စီးခရီးစဉ်ကိုခန်းစားနေကြတာကိုတွေ့ရမှာပါအဲ့ဒီတင်မောရဲ့ကပတိန်ကတော့ Frank ဖြစ်ပြီးသူကလူတွေကိုလှည့်စားပြီးပတ်စံရှာတဲ့နေရာမှာအလွန်ပါနဲ့သူတယောက်ပါသူကအမေဇုံတောတဲကအရာအလုံးဟာမင်းကိုအသက်အန္တရာယ်ပေးနိုင်တယ်ဆိုတဲ့အတွေးခေါ်တစ်ခုပေါ်မှာအခြေခံပြီးသူ့ရဲ့စီးပွားရေးကိုတိစောက်ထားတာပါလူတွေရဲ့အဲ့ဒီကြောက်စိတ်ကိုအတုံးချပြီးခီးသည်တွေစီကနေပတ်စံကိုလိုတာထက်ပိုတောင်းရရှိပါတယ်ခီးသည်တွေအနေနဲ့အသက်အန္တရာယ်ကြားကစွန်စားခန်းထဲရောက်နေတယ်လို့မျိုးခံစားရအောင်စက်ကွက်တွေပြကွက်တွေအမျိုးမျိုးဖန်တီးပြီးလှည့်စားလေးရှိတယ်လို့ဒေတာခံမျိုးနယ်စုတွေကိုတောင်သူ့ရဲ့စက်ကွက်ထဲမှာပါဝင်ကူညီဖို့ပတ်စံပေးပြီးငှားရမ်းထားပါသေးတယ်ဒီအတော်အတွင်းမှာပဲလီလီနဲ့မက်ဂရီဂိုတို့ဟာဖရန့်အခြေစိုက်လုတ်ကင်နေတဲ့အမေဇုံမြစ်ကမ်းနားကရွာငယ်လေးတစ်ရွာကိုရောက်ရှိလာကြတယ်သူတို့မသိတာကတော့မင်းသားဂျိုအာချင်းရဲ့လူတွေကလည်းသူတို့နောက်ကိုလိုက်လံချေရခန့်နေတယ်ဆိုတာပါပဲလီလီကတော့သူမရဲ့ရည်မှန်းချက်အတွက်အလွန်စိတ်လှုပ်ရှားနေပြီးရောက်ချင်းပဲတင်မောမောင်းသမားတစ်ယောက်ကိုလိုက်ရှာပါတော့တယ်စိတ်ကမ်းမှာတင်မောအများစုကိုပိုင်ဆိုင်ထားပုံရတဲ့နီလိုနဲလော့လို့ခေါ်တဲ့လူတစ်ယောက်ကိုသူမတတိထားမိသွားတယ်အဲ့ဒီအချိန်မှာပဲနီလိုကလေတင်မောမောင်းပြီးပြန်ရောက်လာတဲ့ Frank စီကိုတန်းတန်းမတ်သွားပြီးအကျွေးတွေပြန်ဆက်ဖို့တောင်းဆိုပါတော့တယ် Frank မှာအကျွေးဆက်ဖို့ငွေသားအလုံးလောက်မရှိတဲ့အတွက်နီလိုက Frank ရဲ့တင်မောကစက်အင်ဂျင်ကိုဖြုတ်ယူပြီးတော့ခတ်သိမ်းစီးလိုက်ကအကျွေးကုန်မှပြန်ပေးမယ်လို့ပြက်ပြက်တတ်တာပြောခဲ့ပါတယ်မ
မကြခင်မှာပဲလီလီနဲ့မက်ဂရီဂိုတို့ဟာနီလိုကိုရှာဖို့လမ်းခွဲလိုက်ကြတယ်လီလီကနီလိုရဲ့ရုံးခန်းအပြင်ဘက်ကိုရောက်သွားတဲ့အချိန်မှာတော့မထင်မှတ်ပဲဖရန့်နဲ့သွားတိုးပါတော့တယ်တကယ်တော့ဖရန့်ဟာသူ့ရဲ့တင်မောအင်ဂျင်ကိုပြန်ရဖို့အတွက်တော့ခိုးဖို့နီလိုရဲ့ရုံးခန်းနဲ့တိတ်တဆိတ်ခိုးဝင်နေတာပါဒါပေမဲ့လီလီရောက်လာတဲ့အခါမှာတော့သူမမတင်ကားမဖြစ်အောင်သူ့ကိုသူနီလိုပါဆိုပြီးမူတာဝါဒသုံးလိုက်ပါတယ်လီလီကအမေဇုံမြစ်ရဲ့တောနက်ပိုင်းထဲကနေရာတစ်ခုကိုသွားချင်တာဖြစ်ပြီးခီးစည်းအတွက်အမြောက်များပေးချေဖို့အသင့်ရှိကြောင်းပြောပြခဲ့တယ်ဖရန့်ကပတ်စံဆိုတဲ့စကားလုံးကိုကြားလိုက်ရတာနဲ့တကားကိုချက်ချင်းဖွင့်ပေးလိုက်ပြီးလီလီကလည်းအထဲဝင်ကမြေပုံကိုထုတ်ပြီးသူမသွားချင်တဲ့နေရာကိုရှင်းပြပါတော့တယ်ရန့်ကနီလိုအဖြစ်ဆက်ဟန်ဆောင်ပြီးအဲ့ဒီနေရာဟာအလွန်အန္တရာယ်များကြောင်းနဲ့မြေပုံကိုဘဲကရက်လဲလို့မေးမြန်းခဲ့တယ်လီလီကအမေးကိုရှောင်ပြီးဒါဟာအလွန်ဟောင်းနှွမ်းပြီးတိကျတဲ့မြေပုံဖြစ်ကြောင်းငငယ်ကလက်မင်းရဲ့မျက်ရည်များပုံမြင်ကိုပြောပြလိရှိတဲ့သူမအဖေခြံထားခဲ့တဲ့နောက်ဆုံးလက်ကျန်ပစ္စည်းဖြစ်ကြောင်းပဲပြောပြခဲ့ပါတယ်ဒါကိုကြားတော့ဖရန့်ကရေမောပြီးတခြားစုံစားကန်တစ်ခုခုပဲရှာဖို့ရွှဲ့နောက်ပြောဆိုခဲ့တဲ့အဲ့ဒီအချိန်မှာလီလီကဖရန့်ဖွင့်ဖို့ကြိုးစားနေတဲ့တစ်တာကိုသတိပြုမိသွားပြီးသူဟာအထဲကတော့ကိုခိုးဖို့လုပ်နေတာမှန်ရိပ်မိသွားပါတယ်မမျှော်လင့်ပဲလီလီကိုယ်တိုင်ကအဲ့ဒီတစ်တာကိုအလွယ်တကူဖွင့်ပေးလိုက်နိုင်တဲ့အတွက်ဖရန့်သဘောကျသွားပြီးဒီအလုပ်ကိုလက်ခံဖို့ဆုံးဖြတ်လိုက်ပါတော့တယ်အဲ့ဒီနောက်သူတို့နှစ်ဦးဈေးနှုန်းညှိနှိုင်းမှုစားတောက်ဆိုင်တစ်ဆိုင်ကိုတွားခဲ့ကြတယ်ဈေးဆွေးနွေးရင်းညှင်းခုန်နေကြတော့မက်ဂရီဂိုကတကယ်နီလိုအစ်စ်ကိုခေါ်ပြီးရောက်လာခဲ့ပါတယ်လီလီလည်းသူမအလှည့်စားခံလိုက်ရမှန်းချက်ချင်းတည်သွားပြီးနှုတ်ဆက်ကထွက်ခွာဖို့ပြင်ပါတော့တယ်သို့တော်လည်းသူမထွက်သွားမယ့်အချိန်မှာဖရန့်ကလီလီလည်းပင်မှာဆွဲထားတဲ့မြားကောင်းဆွဲကြိုးကိုလှမ်းမြင်သွားခဲ့တယ်မြားကောင်းကိုမြင်လိုက်ရတာနဲ့ဖရန့်ကပိုပြီးစိတ်ဝင်စားမှုပြင်းထန်လာပြီးသူမရဲ့လမ်းညွှန်ဖြစ်အောင်ကိုဖြတ်တီးရမယ်လို့ဆုံးဖြတ်လိုက်ပါတယ်သူကလမ်းညွန်ခကိုတောက်လျှောက်လျှော့ပေးပြီးသူ့ထက်ကောင်းအောင်ဘယ်သူမှလမ်းမပြနိုင်ဘူးလို့အတင်းဆွဲဆောင်ပါတော့တယ်ကွက်တီဆိုတလို့ပဲအဲ့ဒီအချိန်မှာကြားတစ်တကောင်ကစားတောက်ဆိုင်ထဲကိုဝုန်းကနေပြေးဝင်လာခဲ့တယ်ဒါကိုမြင်တဲ့နီလိုကကြောက်လန့်ပြီးချက်ချင်းပုံသွားပေမဲ့ဖရန့်ကတော့လီလီနဲ့မက်ဂရီဂိုရိုရှိကနေကာကွယ်ပေးခဲ့တယ်သူကကြားတစ်ကိုကျွမ်းကျွမ်းကျင်ကျင်နဲ့ခဏမျှတိုက်ခိုက်ပြီးနောက်အပြင်ဘက်ကိုအသားတုံးတုံးလှမ်းပစ်ပေးလိုက်တဲ့အတွက်ကြားတစ်ကအသားတုံးနောက်လိုက်သွားပြီးထွက်ခွာသွားပါတော့တယ်ဖရန့်ရဲ့ကြားတစ်ကိုကင်တွယ်ပုံကိုကြည့်ပြီးလီလီကသူ့ကိုယုံကြည်စိတ်ချရပြီလို့ယူဆကအဲ့ဒီနေရာမှာတင်လမ်းညွန်အဖြစ်ငှားရမ်းလိုက်ပါတော့တယ်အတန်ကြာတော့ဖရန့်ကသူတို့ကိုလာချိုဖို့စိတ်ကန်းကိုရောက်လာခဲ့ပေမဲ့သူတို့ရဲ့ပြဿနာတွေကပြီးမသွားသေးပါဘူးမင်းသားဂျိုအားချင်းအတွက်အလုပ်လုပ်ပေးနေတဲ့ဒေတာခန်လူစုကလီလီကိုပြန်ပေးဆွဲသွားခဲ့ကြတယ်ဒီအတော်အတွင်းဖရန့်နဲ့မက်ဂရီဂိုတို့ကနီလိုရဲ့လူတွေကိုရှောင်ရှားဖို့တင်မောပေါ်ကနေထွက်ပြေးခဲ့ကြတယ်ကံကောင်းစွာနဲ့ပဲလီလီကအကြာကြီးအဖမ်းမခံခဲ့ရပါဘူးသူမရဲ့ဖြက်လက်တဲ့ဉာဏ်ပညာနဲ့ဆွမ်းဆောင်ရည်ကိုသုံးပြီးစိတ်ကန်းတစ်ဝိုက်ကိုကမောက်ကမဖြစ်အောင်ဖန်တီးကဖမ်းဆီးသူတွေလက်ကနေရုံထွက်နိုင်ခဲ့ပါတယ်နောက်ဆုံးမှာတော့ဖရန့်နဲ့မက်ဂရီဂိုတို့ကသူမကိုတင်မောပေါ်လှမ်းဆွဲတင်ပေးနိုင်ခဲ့ပြီး၃ယောက်သားခီးစဉ်ကိုအတူတူစတင်နိုင်ခဲ့ကြပါတော့တယ်သူတို့၃ယောက်ဝေးရာကိုထွက်ခွာသွားတဲ့အခါမှာတော့မင်းသားဂျိုအားချင်းဟာလီလီလွတ်မြောက်သွားပြီဆိုတဲ့သတင်းကိုရရှိခဲ့ပါတယ်။ဒါကိုကြားတာနဲ့သူကသူ့ရဲ့လူတွေကိုရေငုပ်တင်ဖို့ကိုရေမျက်နှာပြင်ပေါ်တင်ဖို့ညွှန်ကြားလိုက်ပါတယ်။သူကဘလို့ပေးဆက်မှုမျိုးနဲ့မဆိုလာမင်းရဲ့မျက်ရည်များကိုရအောင်ယူချင်နေတာဖြစ်ပြီးအဲ့ဒီမော်ဆွမ်းအားကဂျာမနီကိုပထမကမ္ဘာစစ်မှာအနိုင်ရစေလိမ့်မယ်လို့ယုံကြည်နေတာပါ။ပထမဆုံးအနေနဲ့သူကဖရန့်တို့ရဲ့တင်မောကိုပြစ်ခတ်ဖို့အမိန့်ပေးခဲ့တယ်။ဒါနဲ့တားမရတဲ့အခါမှာတော့တော်ပီတိုကြီးနဲ့ပါတိုက်ရိုက်ပစ်ခတ်ခဲ့ပါတယ်လီလီတို့အဖွဲ့လွတ်မြောက်ဖို့လမ်းမရှိတော့ဘူးလို့ထင်ရပေမဲ့နောက်ဆုံးစက္ကန့်မှာဖရန့်ကတင်မောကိုပါနှက်စွာကွေ့လိုက်တဲ့အတွက်တော်ပီတိုကလွဲချော်သွားခဲ့ရပါတယ်အဲ့ဒီအချိန်မှာပဲရေငုပ်တင်မောရဲ့ပန်ကာကကျိုးထူကြီးတစ်ခုနဲ့ညှိသွားပြီးတစင်လုံးပျက်စီးနေတဲ့တင်မောပြက်တွေစီဆွဲခေါ်သွားခြင်းခံလိုက်ရပါတယ်ဒီတိုင်းမှုဒဏ်ကပြင်းထန်လွန်းတဲ့အတွက်နီလိုရဲ့တင်မောတွေအလုံးနီးပါးပျက်စီးကုန်ပါတော့တယ်ဒီအတော်အတွင်းဖရန့်လီလီနဲ့မက်ဂရီဂိုတို့ကတော့လမ်းမင်းရဲ့မျက်ရည်များကိုဆက်လက်ရှာဖွေနေခဲ့ကြတယ်ခီးစဉ်အတွင်းမှာမက်ဂရီဂိုကတော့ပြင်းထန်တဲ့အပူဒဏ်ကြောင့်ဒုက္ခရောက်နေပေမဲ့လီလီကတော့အမေဇုံရဲ့အခိုက်အတန့်တိုင်းကိုပျော်ရွှင်နေခဲ့ပါတယ်မြစ်ဘေးကတွေ့ရတဲ့ထူးဆန်းတဲ့တတဝါတိုင်းကသူမကိုစိတ်လှုပ်ရှားစေပြီးသူမရဲ့ကင်မရာနဲ့တောက်လျှောက်ဗီဒီယိုရိုက်ကူးနေခဲ့တယ်မကြခင်မှာပဲဖရန့်ကလည်းအဲ့ဒီရိုက်ကူးမှုတွေထဲမှာပါဝင်လာပြီးကင်မရာကိုသဘောကျကကိုယ်တိုင်လည်းစမ်းသပ်ရိုက်ကူးကြည့်ခဲ့ပါတယ်အတူတူအချိန်ကုန်လွန်လာတာနဲ့အမျှသူတို့နှစ်ယောက်ကြားမှာတန်ရောစင်တစ်ခုစတင်ဖြစ်ပေါ်လာခဲ့တယ်။အဲ့ဒီနောက်လီလီကလမ်းကြောင်းအသစ်တစ်ခုကိုပြောင်းဖို့အကြံပြုခဲ့တယ်။အဲ့ဒီလမ်းကပိုအန္တရာယ်များပေမဲ့ခီးစဉ်ကိုအများကြီးတိုးတောင်းစေနိုင်တာပါ။ဖရန့်ကပြင်းပြင်းထန်ထန်ကန့်ကွက်ပြီးဖြောင်းဖြဖို့ကြိုးစားပေမဲ့သူမကစိတ်မပြောင်းတဲ့အတွက်နောက်ဆုံးတော့မတက်တာပဲသဘောတူလိုက်ရပါတော့တယ်။အဲ့ဒီညမှာဖရန့်ကတင်မောအင်ဂျင်နာရအောင်ကန်နာမှာတင်မောကိုစိုက်ကတ်ထားလိုက်တယ်မက်ဂရီဂိုကအိပ်ပျော်သွားပေမဲ့ဖရန့်နဲ့လီလီကတော့ကုန်းဘက်ပေါ်မှာစကားတွေပြောရင်းကြံခဲ့ကြတယ်သူတို့တယောက်ကိုတယောက်ပို့ပြီးနားလည်လာကြတဲ့အချိန်မှာပဲမက်ဂရီဂိုစီမှာမထင်မှတ်ထားတဲ့ပြဿနာတစ်ခုဖြစ်ပွားခဲ့ပါတယ်သူကကုန်းဘက်ပေါ်ကိုတက်လာတဲ့ပရိုစီမာဖရက်ဆိုင်မှာလုခေါ်တဲ့ကြားတစ်တကောင်နဲ့မျက်နှာချင်းဆိုင်တိုးပါတော့တယ်ကြောက်လန့်လွန်းလို့မလုံနိုင်ပဲဖြစ်နေတော့ဖရန့်ကကြားတစ်ကိုအေးအေးဆေးဆေးလှမ်းခေါ်လိုက်တဲ့အခါမှာတော့ကြားတစ်ကမက်ဂရီဂိုရဲ့မျက်နှာကိုလာရောက်ရှာနေရက်ပါတော့တယ်အဲ့ဒီခါကျမှလီလီဟာပရိုစီမာကတကယ်တော့ဖရန့်မွေးထားတဲ့ကြားတစ်ဆိုတာကိုသိသွားခဲ့ရတယ်ဒီအမှန်တရားကြောင့်သူမအလွန်ဒေါသထွက်သွားပြီးဖရန့်ကသူမကိုလှည့်စားခဲ့တယ်လို့ခံစားလိုက်ရကအစောပိုင်းကတိဆောက်ခဲ့တဲ့ယုံကြည်မှုတွေအားလုံးချက်ချင်းပြတ်ပြသွားပါတော့တယ်နောက်တနေ့မနက်မှာဖရန့်နဲ့သူ့ရဲ့အဖွဲ့ဟာအမေဇုံရဲ့အန်ဒီရဲ့အများဆုံးရေစီးတန်တဲ့နေရာကိုရောက်ရှိလာခဲ့ကြတယ်။အဲ့ဒီအန်ဒီရဲ့များလာတဲ့ရေပြင်ထဲကိုဝင်ရောက်လာတဲ့အခါဖရန့်ဟာတင်မောကိုထိန်းချုပ်ဖို့အလွန်ရုန်းကန်ခဲ့ရပါတယ်။အန်ဒီရဲ့ရှိနေပေမဲ့လည်းလီလီကဒီလမ်းကြောင်းအတိုင်းဆက်သွားဖို့ဆွတောင်းဆိုခဲ့တယ်။တနေရာမှာတော့တင်မောဟာတေးစေနိုင်လောက်တဲ့ရေတခွန်6ထဲပြုတ်ကျလူနီးပါးဖြစ်သွားခဲ့ရပါတယ်။အားလုံးပဲအသက်အောင်ပြီးပျက်စီးတော့မယ်လို့ထင်မှတ်ထားကြပေမဲ့ဖရန့်ကနောက်ဆုံးအချိန်မှာဘောကိုအချိန်မီပြန်ထိန်းနိုင်ခဲ့ပြီးရေငိမ့်တဲ့နေရာစီကိုပြန်လည်မောင်းနှင်နိုင်ခဲ့လို့အားလုံးတက်ပြင်းချနိုင်ခဲ့ကြပါတယ်။
အတန်ကြာတော့ Frank နဲ့ McGregor တို့ဟာတင်မောအင်ဂျင်အတွက်ထင်းတွေစုဆောင်းနေခဲ့ကြတယ်။အဲ့ဒီအလုပ်လုပ်နေတော့ McGregor ကသူဟာစွန့်စားခန်းတွေကိုသဘောမကျဘဲနဲ့လီလီနောက်ကိုဘာကြောင့်လိုက်လာခဲ့ရလဲဆိုတာကိုရှင်းပြခဲ့ပါတယ်။အမှန်တရားကတော့သူဟာလိန်တူချစ်သူဂေးတယောက်မှန်သိလိုက်ရတဲ့အချိန်မှာတမိသားစုလုံးထဲကလီလီတယောက်ပဲသူ့ဘက်ကနေရက်တီပေးခဲ့တာကြောင့်ပါ။အဲ့ဒီအတွက်ကြောင့်သူဟာလီလီအတွက်ဆိုရင်ဘယ်နေရာမဆိုသွားဖို့ဘာမဆိုလုပ်ဖို့အသင့်ရှိနေတာပါဒီအတော်အတွင်းမှာလီလီက Frank ရဲ့အခန်းထဲကိုတိတ်တဆိတ်ခိုးဝင်သွားပြီးတုံးလုံးစရာကောင်းတဲ့အရာတစ်ခုကိုရှာဖွေတွေ့ရှိသွားခဲ့တယ်။ Frank တင်မောပေါ်ပြန်ရောက်လာတဲ့အခါမှာတော့အဲ့ဒီအခန်းထဲမှာတွေ့ခဲ့ရတဲ့မြေပုံတွေနဲ့စာရွက်စာတမ်းတွေအကြောင်းကိုလီလီကမေးခွန်းထုတ်ပါတော့တယ်။သူလည်းပဲဒီမော်တစ်ပင်ကိုလိုက်ရှာနေတာလို့သူမကတန်တရားဝင်ခဲ့တာပါ။ Frank ကတစ်ချိန်ကဒါဟာအမှန်တရားဖြစ်ခဲ့မှုပေမဲ့ဒါဟာလွန်ခဲ့တဲ့အချိန်တော်ကြာကဖြစ်ရပါလို့ဝန်ခံခဲ့တယ်။သူအမေဇုံကိုရောက်လာရတဲ့အကြောင်းရင်းကလည်းလီလီတို့လိုပဲဒီမော်ဆန်တဲ့စွမ်းအားကိုလာရှာတာဖြစ်ပေမဲ့ဘယ်တော့မှရှာမတွေ့ခဲ့ဘူးလို့ရှင်းပြခဲ့ပါတယ်ရုတ်တရက် Frank ငှားရမ်းထားတဲ့မျိုးနွယ်စုတွေကသူတို့ကိုဝင်ရောက်တိုက်ခိုက်ပါတော့တယ်။သူတို့ဟာလီလီနဲ့ဘီတို့ရှိမှတရုတ်ဆောင်ကောင်းနေခဲ့ကြပြီး Frank ကလီလီနဲ့မျိုးနွယ်စုကောင်းဆောင်ကြမှာစကားပြန်အဖြစ်ဟန်ဆောင်ပေးနေခဲ့တယ်။ဒါပေမဲ့လီလီကစကားကိုအလွန်ကြုံမေးမြန်းလာတဲ့အခါမှာတော့ခေါင်းဆောင်ကဒီပြဿနာကိုအဆုံးသတ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ခဏအကြာမှာလီလီကမြကောင်းပေါ်မှာထုစစ်ထားတဲ့တင်ကေတတွေအကြောင်းကိုမျိုးနွယ်စုကောင်းဆောင်ကိုမေးမြန်းခဲ့တယ်။ခေါင်းဆောင်ကလာမင်းရဲ့မျက်ရည်များကိုရှာဖွေသူဟာရေကိုကြောက်တုံးအဖြစ်ပြောင်းလဲရမှာဖြစ်ပြီးကျိုးပဲ့နေတဲ့နှလုံးသားကိုပြန်လည်ပြုပြင်ရမယ်လို့ရှင်းပြခဲ့ပါတယ်။ဒါအပြင်အဲ့ဒီအပင်ရဲ့ထူးခြားတဲ့အပွင့်ဟာရှားပါလာတဲ့ငိုကြွေးနေသောလာမင်း Cry Moon အချိန်ကြာမှသာပွင့်တာဖြစ်ပြီးသူတို့ရဲ့တွက်ချက်မှုအရအဲ့ဒီအချိန်ဟာနောက်ထပ်2ရက်အတွင်းမှာရောက်ရှိတော့မှာပါ။ခေါင်းဆောင်ကအပင်စီကိုရောက်ဖို့အတွက်မိမိအမည်ကိုမိမိပြန်ကိုက်နေတဲ့မွေတင်ကေတအတိုင်းလိုက်သွားရမယ်လို့ပြောပြခဲ့တယ်။ဒါကိုကြားတော့လီလီကမြေပုံပေါ်မှာအဲ့ဒီတင်ကေတမျိုးကိုတော့ဟေဘူးတာကိုတတိယသွားပြီးချက်ချင်းစစ်ဆေးကြည့်တဲ့အခါမှာတော့တကယ်ပဲရှိနေတာကိုတွေ့သွားရတယ်။ယခုအခါမှာတော့သူမဟာတင်မောတစ်စင်းနဲ့တင်ဒီနေရာကိုကိုယ်တိုင်သွားနိုင်ပြီလို့ယုံကြည်သွားတဲ့အတွက် Frank ကိုပေးစရာရှိတဲ့လက်ကျန်ပတ်စံတွေကိုပေးအပ်လိုက်ပါတော့တယ်။သို့တော်လည်းအဲ့ဒီညမှာပဲ Conquistadors လို့ခေါ်တဲ့အကျိန်စာတင်နေတဲ့လူစုကရွာကိုရုတ်တရက်ဝင်ရောက်တိုက်ခိုက်ပါတော့တယ်။သူတို့ရဲ့တခုတည်းသောရီမန်းချက်ကမြားကောင်းကိုလူယူဖို့ပါပဲ။ Frankဘီနဲ့လီလီတို့ဟာရန်သူတွေနဲ့အသီးသီးရင်ဆိုင်ခဲ့ကြရတယ်တိုက်ပွဲအတွင်းမှာရန်သူတယောက်ကလီလီလေပင်ကမြားကောင်းကိုဆွဲလူပြီးအကီရေးစီလှမ်းပေးလိုက်တယ်အကီရေးကပစ္စည်းရတာနဲ့ထွက်ပြေးဖို့ကြိုးစားပေမဲ့ Frank ကလမ်းကနေပိတ်ဆို့ထားခဲ့ပါတယ်သူတို့နှစ်ယောက်ကြားမှာရှေးဟောင်းပစ္စည်းအတွက်ပြင်းထန်တဲ့တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့တယ်တိုက်ပွဲအလယ်မှာအကီရေးက Frank ကိုဓာတ်နဲ့ထိုးလိုက်ပေမဲ့ Frank ကတစ်ပင်တွေကြားထဲပြုတ်ကျမသွားခင်မှာမြားကောင်းကိုပြန်လည်လူယူပြီးလီလီစီလှမ်းပစ်ပေးနိုင်ခဲ့ပါတယ်ဒီအတော်အတွင်းမျိုးနွယ်စုကောင်းဆောင်ကလီလီနဲ့ McGregor တို့ရဲ့အသက်ကိုကယ်တင်ပေးခဲ့ပြီးဘေးကင်းရာစီလမ်းပြပေးခဲ့တယ်သူမကလီလီကို Conquistador တွေဟာမြစ်ကိုဖျက်ကျော်နိုင်စွမ်းမရှိတဲ့အတွက်မြစ်ရဲ့မျက်စိအောက်ကနေပုံကွယ်နေဖို့မှားကြားခဲ့ပါတယ်လီလီထွက်ပြေးဖို့ကြိုးစားပေမဲ့အကီရေးရဲ့မြွလေတွေကသူမကိုအမိလိုက်ပြီးပတ်ချလဲဝိုင်းထားခဲ့ကြတယ်။ဒါပေမဲ့သူဘာမှမလုပ်နိုင်ခင်မှာပဲတောနက်ကြီးကအကီရေးနဲ့သူ့ရဲ့လူစုကိုမျက်စီကိုပြန်လဲဆွဲခေါ်သွားခဲ့ပါတယ်။ Conquistador တွေတတိပြန်ဝင်လာတဲ့အခါမှာတော့လီလီစီကိုရောက်ဖို့အတွက်မင်းသားဂျိုအာချင်းရဲ့အကူအညီလိုအပ်တယ်ဆိုတာသိသွားကြတယ်။အကီရေးရဲ့ရဲဘော်တယောက်ကသူ့ရဲ့ပြားတွေကိုဂျိုအာချင်းစီလွှတ်လိုက်ပြီးသူတို့ရဲ့အခြေအနေကိုအကြောင်းကြားလိုက်ပါတော့တယ်။နောက်တနေ့မနက်မှာလီလီက Frank ကိုမြင်တော့ဘာမှမဖြစ်ဘူးလို့ထင်မှတ်ခဲ့ပေမဲ့ခေါင်းဆောင်နဲ့ McGregor တို့ရောက်လာတဲ့အခါမှာတော့ Frank ရဲ့ကြောကုန်းမှာဓာတ်ကတန်းလန်းကြီးရှိနေတုံးဆိုတာကိုသတိပြုမိသွားကြတယ်။အဲ့ဒီအချိန်မှာ Frank လည်းအမှန်တရားကိုပြောပြဖို့ကလွယ်လို့ရွေးချယ်စရာမရှိတော့ပါဘူး။သူဟာတစ်ချိန်ကအကီရေးရဲ့ Conquistador စစ်တီတယောက်ဖြစ်ခဲ့ဘူးကြောင်းဝန်ခံခဲ့တယ်။သူဆက်မရှင်းပြခင်မှာပဲလီလီကသူ့ခန္ဓာကိုယ်ထဲကဓာတ်ကိုဆွဲနှုတ်လိုက်ပါတယ်။အံ့ဩစရာကောင်းတာကဓာတ်ကိုနှုတ်လိုက်တာတော့ Frankမှာဘာတန်ရာမှမကြံခဲ့ပဲစိုးစင်းများထိခိုက်မှုမရှိတာပါပဲဒီမြင်ကွင်းကအလွန်တုံလို့စရာကောင်းလို့ McGregor ကတော့ချက်ချင်းတတိလစ်လဲကျသွားခဲ့ရတယ်ခဏကြာမှလီလီကသူ့ကိုတတိပြန်လဲအောင်လုပ်ပေးပြီးနှုတ်ဆက်ခဲ့ပါတယ်သူမကကြံတဲ့ခရီးစဉ်ကို Frank တယောက်တည်းနဲ့ပဲဆက်သွားတော့မယ်လို့ရှင်းပြခဲ့တယ်ဒီအတော်အတွင်းကျိန်စာတင် Conquistador တွေရဲ့ပြားတွေဟာဂျိုအာချင်းရဲ့ရေငုပ်သင်းမောစီရောက်ရှိသွားပြီးမင်းသားကလည်းအထဲကိုပေးဝင်ခဲ့တဲ့ပြားတစ်ကောင်ကမြေပုံပေါ်မှာမြားကောင်းရှိတဲ့နေရာကိုညဟန်ပြခဲ့ပြီးအဲ့ဒီနောက်ပိုင်းဖြစ်ပွားခဲ့တဲ့အပြန်အလှန်ဆွေးနွေးမှုတွေကဂျိုအာချင်းရဲ့လူတွေကိုမြင့်တက်သွားစေခဲ့ပါတယ်ခရီးစဉ်ဆက်လက်လျှောက်လန်းလာတာနဲ့အမျှ Frank နဲ့လီလီတို့ဟာသူဖြတ်တန်းခဲ့ရတဲ့လွန်ခဲ့တဲ့နှစ်ပေါင်း400ကျော်အသက်တာအကြောင်းစကားပြောဖြစ်ခဲ့ကြတယ်။ Frank ကသူဟာတစ်ချိန်ကအကီရေးရဲ့အရင်အနည်းဆုံးတငယ်ချင်းဖြစ်ခဲ့ဘူးကြောင်းဖွင့်ဟခဲ့တယ်။ဒါကြောင့်မို့လို့လေလာမင်းရဲ့မျက်ရည်များကိုရှာဖွေဖို့အမေဇုံကိုအတူတူလိုက်လာခဲ့တာပါ။အကီရေးရဲ့ရွေချက်ကတမီးဖြစ်သူကိုတေမင်းလက်ကနေကယ်တင်ဖို့ဖြစ်ပြီး Frank ကတော့သူ့အတွက်မြေပုံတွေဆွဲပေးခဲ့သူပါ။လီလီတုံးပြနေတဲ့မြစ်ကြောင်းမြေပုံဟာလည်း Frankကိုယ်တိုင်ဆွဲခဲ့တာဖြစ်ပါတယ်သူဟာအကီရေးနဲ့အတူတောနက်ထဲကိုဒီမော်ပွင့်ကိုရှာဖို့သွားခဲ့ဘူးပေမဲ့အကီရေးကသူတို့အသက်ကိုကယ်တင်ပေးခဲ့တဲ့မျိုးနွယ်စုအပေါ်ဘလို့ရက်ဆက်တဲ့အရာမျိုးမဆိုလုပ်ဖို့အသင့်ရှိနေတာကိုမြင်လိုက်ရတဲ့အခါမှာတော့သူဆက်ပြီးမပူးပေါင်းနိုင်တော့ပါဘူး Frank ကအကီရေးကိုခေါင်းဆောင်ရဲ့တမီးဖြစ်သူကိုတတ်မဲ့ဘေးကနေတားဆီးပေးခဲ့တဲ့အဲ့ဒီရုံရင်းဆန်ခတ်မှုအတွင်းမှာမိန်းကလေးကမြားကောင်းကိုယူပြီးထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ခေါင်းဆောင်ကလည်းနောက်ဆုံးထွက်သက်မှာအကီရေးနဲ့သူ့ရဲ့ရဲဘော်အားလုံးကိုချိန်စာတိုက်ခဲ့ပါတော့တယ်နှစ်တွေကုန်လွန်လာတာနဲ့အမျှ Frank နဲ့အကီရေးတို့ဟာအချိန်ချင်းဆုံတွေ့ခဲ့ကြပြီးနောက်ဆုံးမှာ Frank ကအကီရေးနဲ့သူ့လူတွေကိုတောနက်ကြီးကနေမျက်စီကိုပြန်လန်းမပြနိုင်တော့တဲ့ကူတစ်ခုထဲမှာပိတ်မိအောင်ထောင်ချောက်ဆင်နိုင်ခဲ့ပါတယ်နောက်ထပ်နှစ်ပေါင်း300ကျော်အတွင်းမှာတော့တောနက်ကြီးကသူတို့ရဲ့ခန္ဓာကိုယ်တွေကိုပုံပြက်ဖြစ်အောင်ပြောင်းလဲပစ်ခဲ့ပြီးကြောက်မက်ဖွယ်တရဝဆန်းကြီးတွေဖြစ်ပြောင်းလဲပစ်ခဲ့တာပါလီလီကဒီဆက်ကြောင်းတစ်ခုလုံးကိုတေးသေးချာချာနားထောင်ခဲ့ပြီး Frank အနေနဲ့ပြီးခဲ့တဲ့
ရာစုနှစ်3ခုကိုဘလို့ဖြတ်တန်းခဲ့လဲလို့မေးမြန်းခဲ့တယ်သူကလီလီနဲ့ပထမဆုံးဆုံခဲ့တဲ့မျိုးလေးကိုသူကိုယ်တိုင်တည်ထောင်ခဲ့တာဖြစ်ကြောင်းရှင်းပြခဲ့တယ်နှစ်တွေတခြားတငယ်ချင်းများစွာရခဲ့တယ်လို့အများကြီးလဲဆုံးရှုံးခဲ့ရဘူးတဲ့နောက်ပိုင်းမှာသူလဲလာမင်းရဲ့မျက်ရည်များကိုလိုက်ရှာခဲ့ပြီးကိုပိုင်တင်မောနဲ့မြည်ရဲ့လမ်းကြောင်းတိုင်းကိုရှာဖွေခဲ့ပေမဲ့ဘာမှမတွေ့ခဲ့ရပါဘူးနောက်ဆုံးမှာတော့စိတ်ပြတ်အားလျှော့ပြီးရှာဖွေမှုကိုလက်လျှော့ကလမ်းညွှန်တယောက်ဖြစ်လာခဲ့တာပါသူ့ရဲ့ရှည်လျအားလာတဲ့တက်တန်းတစ်လျှောက်မှာချင်းသစ်ကြားသစ်စတဲ့တော်ရိုင်းတိရစ္ဆာန်ကြီးအချို့ကိုလည်းမွေးမြူခဲ့ပူပါတယ်ဒီအတော်အတွင်းမင်းသားဂျိုအာချင်းကတော့သူ့ရဲ့ရေငုပ်သင်္ဘောပေါ်မှာမက်ဂရီဂေါကိုဖမ်းဆီးရမိသွားပြီးမော်တစ်ပင်ရှိတဲ့နေရာကိုအတင်းအဓမ္မမေးမြန်းပါတော့တဲ့ရွေးချယ်စရာမရှိတဲ့အတွက်မက်ဂရီဂေါကမြေပုံပေါ်မှာနေရာကိုထောက်ပြလိုက်ရပါတယ်ချက်ချင်းဆိုသလိုပဲဂျိုအာချင်းကသတင်းတွေအကီရေးစီမရောက်နိုင်အောင်ကွန်ကွစ်စတာတော်ရဲ့ပြားကိုတပ်ပစ်လိုက်ပါတော့တဲ့အဲ့ဒီအချိန်မှာဖရန့်နဲ့လီလီတို့ကလည်းအဲ့ဒီနေရာစီကိုပဲဦးတီမောင်းနေခဲ့ကြတယ်ခီးစဉ်အတွင်းဖရန့်ကအကယ်၍မော်ပွင့်ကိုရှာတွေ့ခဲ့ရင်သူပါလို့မလဲဆိုတာကိုပြောပြခဲ့တယ်သူရှိမှလမ်းနှစ်လမ်းရှိနေပြီးသူ့ကိုနောက်ဆုံးမှစိတ်အေးချမ်းမှုပေးနိုင်မဲ့လမ်းကိုပဲရွေးချယ်မှာဖြစ်ကြောင်းပြောခဲ့ပါတယ်နောက်တနေ့မှာသူတို့ဟာရှေ့ဆက်သွားဖို့လမ်းမရှိတော့ပုံရတဲ့မြစ်ရဲ့တနေရာကိုရောက်ရှိလာခဲ့ကြတယ်။လီလီကဒါဟာမြားကောင်းမှာဖော်ပြထားတဲ့ရေကိုကြောက်တုံးအဖြစ်ပြောင်းလဲရမယ့်နေရာဖြစ်နိုင်တယ်ဆိုတာရိပ်မိသွားတယ်။ဖရန့်ကမြစ်ထဲကိုငုပ်ရှိုးပြီးအောက်ခြေထိကူးခတ်သွားခဲ့တယ်။အဲ့ဒီမှာမောင်းတဲ့ကြီးတစ်ခုရှိနေတဲ့ရှေးဟောင်းခန်းပြက်တစ်ခုကိုတွေ့ရှိခဲ့ပါတယ်။သို့တော်လည်းသူပြန်တက်လာတဲ့အခါမှာတော့သူကိုယ်တိုင်ကအထဲကိုမဆက်တဲ့အတွက်လီလီကိုယ်တိုင်ထဲဝင်ပြီးမောင်းနှံကိုဆွဲရမယ်လို့ပြောခဲ့တယ်။လီလီကရေမကူးတတ်တဲ့အတွက်ဒီအကြံဉာဏ်ကသူမကိုချက်ချင်းထိတ်လန့်သွားစေပါတယ်။နောက်ဆုံးမှာတော့ဖရန့်ကတခြားရွေးချယ်စရာမရှိဘူးလို့ဖြောင်းဖြနိုင်ခဲ့ပြီးနှစ်ယောက်သားရေအောက်ထဲကိုအတူတူဆင်းသွားခဲ့ကြတယ်။လီလီကအခန်းထဲရောက်တာနဲ့မောင်းနှံကိုဆွဲလိုက်ပေမဲ့အဲ့ဒီအချိန်မှာပဲတကားကဝုန်းကနေပိတ်သွားပါတော့တယ်။သူမချက်ချင်းထိတ်လန့်ချောက်ချသွားတော့ဖရန့်ကသူမကိုနမ်းရှိုက်ပြီးသူမအသက်ဆက်ရှူနိုင်ဖို့လေနှဲငယ်မျှဝေပေးခဲ့တယ်။အဲ့ဒီနောက်လီလီကရှေးဟောင်းမောင်းတကြီးကိုအစုံထိရအောင်တွန်းချနိုင်ခဲ့ပါတယ်။ဒီအတော်အတွင်းဖရန့်ကိုတော့ပီရန်ဟာဖရန်နာငါးဦးကြီးကဝိုင်းဝန်းတိုက်ခိုက်နေခဲ့ကြတယ်ဖြည်းဖြည်းချင်းပဲအဲ့ဒီနေရာကရေတွေဟာခန်းချောက်သွားခဲ့ပေမဲ့ရေတွေအကုန်မကုန်မချင်းလီလီမှာထွက်ပေါက်မရှိခဲ့ပါဘူးဖရန့်လီလီစီရောက်သွားတဲ့အချိန်မှာသူမရေနစ်တည်ဆုံးသွားပြီလို့ထင်မှတ်ခဲ့ပေမဲ့ခဏအကြာမှာတော့လီလီကမျက်လုံးပွင့်လာပြီးသူမကိုတယောက်တည်းထားပစ်ခဲ့တဲ့အတွက်သူ့ကိုပါရိုက်လိုက်ပါတော့တယ်အဝိအစား6တွေလဲဝစ်စင်နေတော့သူတို့နှစ်ယောက်ဟာအပင်ရှိတဲ့တကယ့်နေရာအစစ်အမှန်ကိုရှာတွေ့သွားပြီဆိုတာသိလိုက်ရတယ်ဒါပေမဲ့ကြီးမားတဲ့ပြဿနာတစ်ခုထပ်ပေါ်လာပါတယ်ကြန့်ရှိနေတဲ့ရေတွေခန်းချောက်သွားတဲ့အခါမှာတော့ဂျိုအာချင်းကအဲ့ဒီနေရာကိုရောက်နေပြီဖြစ်ပြီးမက်ဂရီဂိုကိုဒါစာခံဖြစ်ဖမ်းဆီးထားတာကိုတွေ့လိုက်ရတယ်သူတို့နောက်ကိုတိတ်တဆိတ်လိုက်လာတဲ့ကွန်ကွစ်စတာတော်ရဲ့ပြားတကောင်ကလည်းအခြေအနေကိုကျင်းစာတင်ကွန်ကွစ်စတာတော်တွေစီသတင်းပို့လိုက်တဲ့အတွက်အခြေအနေကပိုပြီးဆိုးဝါးသွားခဲ့ရပါတယ်ဂျိုအာချင်းကလီလီစီကနေမြားကောင်းကိုလူယူလိုက်ပြီးနောက်ဖရန့်ကိုသူ့ရဲ့ရေနွေးငွေတင်မောနဲ့လူအားလုံးကိုမော်တစ်ပင်ရှိရာဂူထဲအထိလိုက်ပို့ဖို့အတင်းအဓမ္မခိုင်းစေပါတော့တယ်ဒါပေမဲ့သူတို့ကူထဲကိုရောက်သွားတဲ့အချိန်မှာတော့အပင်ကြီးဟာရာစုနှစ်ပေါင်းများစွာကတည်းကတေဆုံးနေခဲ့ပုံရပါတယ်ဒီတလေထုံတန်းကိုလူအနှဲငယ်ပဲတိတာကြောင့်ဂျိုအာချင်းကလီလီကိုအပင်ပြန်လဲပွင့်လန်းလာအောင်လုပ်ဖို့ခိုင်းစေခဲ့ပေမဲ့လီလီကညှင်းဆန်ခဲ့တယ်အဲ့ဒီအခါဖရန့်ကသူ့ကိုယ်တိုင်လုပ်ပေးမယ်လို့ပြောခဲ့ပြီးအပြန်လန်အနေနဲ့အပွင့်ထဲကပွင့်ဖက်တစ်ဖက်ကိုတောင်းဆိုခဲ့ပါတယ်မင်းသားဂျိုအာချင်းကသဘောတူခဲ့ပေမဲ့မက်ဂရီဂိုကိုတော့ဒါစာခံဖြစ်ဆက်လက်ဖမ်းဆီးထားတော့မှာပဲဖရန့်ကမျှကောင်းကိုယူပြီးရှိဆက်ရမယ့်လမ်းကိုရှာဖွေခဲ့တယ်သူချက်ချင်းအပြေမရှာနိုင်တဲ့အခါဂျိုအာချင်းကလီလီကိုပါကူညီဖို့အတင်းအကျပ်ခိုင်းစေခဲ့ပြန်ပါတယ်နှစ်ယောက်သားဗဟိနီကိုအတူတူဖြည့်ရှင်းရင်းနဲ့မကြခင်မှာပဲမြကောင်းဟာတကယ်တော့မြကောင်းတက်မဟုတ်ပဲနှလုံးသားပုံသဏ္ဍာန်ဖြစ်နေတာကိုရှာဖွေတွေ့ရှိသွားကြတယ်အမတ်သားတွေတိုင်းငင်းကိုခွဲထုတ်လိုက်တဲ့အခါအထဲမှာဝတ်ထားတဲ့မော်ဆန်နဲ့အစိပ်ပိုင်းတစ်ခုကိုတွေ့ရှိသွားကြတယ်သူတို့ကအဲ့ဒီအစိပ်ပိုင်းကိုကြောက်တုံးရဲ့တစ်ဖက်မှာတက်ဆင်လိုက်ပြီးဆက်ဆက်နေတဲ့နှလုံးသားပုံစံကိုတော့အခြားတစ်ဖက်မှာထားရှိလိုက်ပါတယ်အဲ့ဒီလိုလုပ်လိုက်တာနဲ့အပင်ရဲ့မော်ဆွမ်းအားတွေစတင်ထွက်ပေါ်လာပြီးလိုက်ရအောင်မှာအပင်ကြီးဟာဖြည်းဖြည်းချင်းစတင်ပွင့်လန်းလာကခဏအတွင်းမှာပဲပန်းပွင့်တွေနဲ့ဝေစာသွားပါတော့တယ်ဒါပေမဲ့အပင်ကြီးပွင့်ချင်းမှာပဲလီလီကဖရန့်ကိုတနက်နဲ့ပစ်ခတ်လိုက်ပါတယ်ကြည်စံထိမှန်သွားတဲ့ဖရန့်ဟာအောက်ကဂူနဲ့ကြီးတဲ့ကိုပြုတ်ကျသွားခဲ့ရတယ်ဒီအတော်အတွင်းဂျိုအာချင်းကလက်မင်းရဲ့မျက်ရည်များမပြောက်ကွယ်သွားခင်ပွင့်ဖက်တွေအားလုံးကိုခုဆုပ်ဖို့သူ့လူတွေကိုချက်ချင်းအမိန့်ပေးခဲ့တယ်အဲ့ဒီအချိန်မှာပဲကျင်းစာတစ်မတည်နိုင်တဲ့ဖရန့်ကမက်ဂရီဂိုကိုဂျိုအာချင်းရဲ့လူတွေလက်ကနေပြန်လဲကဲတင်နိုင်ခဲ့ပြီးကြားတစ်ပရိုစီမာရဲ့အကူအညီနဲ့ရေနွေးငွေတင်မောကိုပြန်လဲထိန်းချုပ်နိုင်ခဲ့ပါတယ်လီလီကပွင့်ဖက်တစ်ဖက်ရဖို့အပင်ပေါ်ကိုတက်ခဲ့ပေမဲ့ငိုကြွေးနေတော့လာမင်းအချိန်ကကုန်းဆုံးတော့မှဖြစ်လို့ချက်ချင်းအမြန်လုပ်ခဲ့ရပါတယ်နောက်ဆုံးမှာတော့သူမဟာပွင့်ဖက်တစ်ဖက်ကိုချိုးယူနိုင်ခဲ့ပေမဲ့အဲ့ဒီအချိန်မှာပဲအပင်ပေါ်ကနေပြုတ်ကျသွားခဲ့ပြီးအောက်မှာဂျိုအာချင်းကစောင့်ကြိုနေခဲ့ပါတယ်သူကသူမကိုထပ်မံချင်းချောက်ပြီးဒါကိုငါ့ကိုပေးမဟုတ်ရင်မင်းနဲ့မင်းမောင်ကိုဘယ်သူမှကဲနိုင်မှာမဟုတ်ဘူးလို့ပွင့်ဖက်ကိုပေးဖို့တောင်းဆိုပါတော့တယ်ရုတ်တရက်အပင်ကြီးတစ်ခုလုံးပြိုကျပျက်စီးလာခဲ့ပါတယ်လီလီကမိမိကိုယ်ကိုကယ်တင်ဖို့အတွက်ပွင့်ဖက်ကိုလွှတ်ချလိုက်ပြီးဂျိုအာချင်းကိုလှမ်းဆွဲလိုက်ရပါတယ်အဲ့ဒီအချိန်မှာဖရန့်ကကြလာတဲ့ပွင့်ဖက်ကိုလှမ်းဖက်နိုင်ခဲ့ပေမဲ့ဇလန်ကတော့မပြီးသေးပါဘူးကျိန်စာတင်ကွန်ကွစ်စတာတော်တွေဟာအပင်စီကိုနောက်ဆုံးမှရောက်ရှိလာပြီးဂျိုအာချင်းကိုတက်ပစ်လိုက်ကြတယ်အဲ့ဒီနောက်သူတို့ကလီလီစီကိုအာယုံလှည့်လာတဲ့အခါဖရန့်ကပွင့်ဖက်ကိုမြောက်ပြပြီးသူတို့ရဲ့အာယုံကိုသူ့စီလွှဲပြောင်းကသူ့နောက်ကိုလိုက်လာအောင်ညံဆင်ခဲ့ပါတယ်သူကမက်ဂရီဂေါကိုဘေးကင်းတဲ့နေရာမှာထားခဲ့ပြီးလီလီနဲ့မက်ဂရီဂေါတို့ကိုကာကွယ်ပေးဖို့ပရိုစီမာကိုအနားမှာစောင့်နေခိုင်းခဲ့တယ်
လီလီကအပင်ပေါ်ကဆင်းလာပြီးမောင်ဖြစ်သူနဲ့ပြန်လည်ဆုံတွေ့ခဲ့တဲ့ Frank ကသူ့ရဲ့တင်မောကိုရှေးဟောင်းအဆောက်အုံကြီးစီတန်းတန်းမတ်မတ်မောင်းနှင်သွားတာကိုသူတို့မောင်နှမနှစ်ယောက်အတူတူကြည့်နေခဲ့ကြပါတယ်။ Conquistador တွေကပွင့်ဖက်ကိုလူယူဖို့သူ့ကိုတိုက်ခိုက်ခဲ့ကြပေမဲ့သူကတယောက်ပြီးတယောက်ပြန်လည်ခုခံပြီးအဝေးမှာပဲထိန်းထားနိုင်ခဲ့တဲ့နောက်ဆုံးမှာတော့သူဟာအကီရေးနဲ့ထိတ်တိုက်တွေ့ခဲ့ရပြီးအကီရေးကပွင့်ဖက်ကိုထပ်မံတောင်းဆိုခဲ့ပေမဲ့တကယ်ပွင့်ဖက်အစ်စ်ကလီလီကိုပေးဖို့အတွက်မက်ဂရီကော်စီမှာရှာတိနေတာဖြစ်ကြောင်းသိလိုက်ရပါတော့တယ်ခဏကြာမှာတော့တင်မောဟာရှေးဟောင်းအဆောက်အုံကြီးကိုဝင်တိုက်မိသွားခဲ့တယ်။အဲ့ဒီတိုက်မိမှုကြောင့်မြစ်ရည်တွေဂူထဲကိုစီးဝင်တာကိုပိတ်ဆို့သွားစေခဲ့ပါတယ်။တောနက်ကြီးက Conquistador တွေကိုချက်ချင်းပဲပြန်လည်သိမ်းပိုက်လိုက်ပြီးသူတို့မြစ်ရည်စီကိုမရောက်နိုင်တော့တဲ့အတွက်ကျင်းစာကပြန်လည်အသက်ဝင်လာပါတော့တယ်။တောနက်ကြီးက Frank အပါဝင်သူတို့အားလုံးကိုကြောက်တုံးအဖြစ်ပြန်လည်ပြောင်းလဲပစ်လိုက်ပါတော့တယ်။အတန်ကြာတော့လီလီကအဲ့ဒီနေရာကိုရောက်လာပြီး Frank ရဲ့ကျင်းစာကိုဖျက်ပယ်ဖို့အတွက်အဲ့ဒီပွင့်ဖက်ကို Frank ကိုပေးဖို့ဆုံးဖြတ်လိုက်ပါတယ်ဒီလိုရွေးချယ်လိုက်ခြင်းအဖြစ်လူသားမျိုးနွယ်ကိုကူညီမဲ့သူမရဲ့အိမ်မက်ကိုပါဆွတ်လွတ်လိုက်ရတာပါအံ့ဩစရာကောင်းတာကပထမတော့ဘာမှဖြစ်မလာခဲ့ပါဘူးတခြားနည်းလမ်းမရှိတော့တဲ့အတွက်လီလီနဲ့မက်ဂရီကော်တို့ဟာအဲ့ဒီနေရာကနေထွက်ခွာသွားခဲ့ကြပြီးပရိုစီမာကတော့သူမရဲ့ကပတိန်ကိုစောင့်ရင်းကြံရစ်ခဲ့ပါတယ်အဲ့ဒီနောက်လီလီဟာပရိုစီမာရဲ့ကျေလောင်လာတဲ့ဟိန်းတန်ကိုကြားလိုက်ရတဲ့အတွက်လှည့်ကြည့်လိုက်တဲ့အခါမှာတော့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်မှင်တက်သွားခဲ့ရပါတယ်။ Frank တယောက်အသက်ပြန်ရှင်လာခဲ့တာပါပဲ။လီလီက Frank ရဲ့ရင်ခွင်ထဲကိုတန်တန်မတ်မတ်ပြေးဝင်သွားခဲ့ပြီးသူတို့နှစ်ယောက်ဟာမော်တစ်ပင်ကြီးကသူတို့အတွက်နောက်ထပ်ပွင့်ဖက်တစ်ဖက်ခြံထားခဲ့ပေးတာကိုအတူတူရှာဖွေတွေ့ရှိသွားခဲ့ကြပါတယ်။အတန်ကြာပြီးတဲ့နောက်မှာတော့အားလုံးမျိုးပေါ်ကိုပြန်ရောက်လာခဲ့ကြတယ်။ Frank ကနီလိုကိုနှုတ်ဆက်ပြီးအမေဇုံမိုးတစ်တော်ကြီးကိုခြံထားခဲ့ကလန်ဒန်မြို့စီကိုထွက်ခွာလာခဲ့ပါတော့တယ်။စတိန်ပိုင်းမှာတော့ကျွန်တော်တို့ရဲ့သူရဲကောင်းနှစ်ယောက်ဟာလန်ဒန်မြို့ရဲ့လမ်းမတွေပေါ်မှာအတူတူလမ်းလျှောက်နေကြတာကိုတွေ့ရမှာပါ။သူတို့နှစ်ယောက်ဟာအတူတူပျော်ရွှင်နေကြပြီးကြားတစ်ပရိုစီမာကိုလည်းသူတို့ရဲ့ချစ်စနိုးအိမ်မွေးတရိတ်ဆန်လေးအဖြစ်မွေးစားလိုက်ကြပါတော့တယ်။အားပေးကြည့်ရှုခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။ဗီဒီယိုလေးကို like နဲ့ subscribe လုပ်ပေးဖို့မမေ့ကြပါနဲ့ဦး။နောက်ဗီဒီယိုကြမှာပြန်ဆုံကြတာပေါ့။